ရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေရွယ်ဆုံးလူဆုံးဖိတ်ခေါ်လက်ပေးရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေရွယ်ဆုံးလူဆုံးဖိတ်ခေါ်လက်ပေးရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေစေတနာတွေ